Good afternoon. Welcome to Gain with Aim. Regular English အစီအစဉ်နံပါတ်22ကနေပြီးတော့ကြိုဆိုပါရရှင်။ဒီနေ့ဗာလေးလေ့လာမလဲဆိုလို့ရှိရင် passive ပုံစံခံရတဲ့ပုံစံလေးနှစ်မျိုးကိုလေ့လာကြည့်သွားမယ်။ကြည့်ရအောင်နော်။ဒီမှာကိုရီဆိုရင်သင်ခန်းစာ22ကိုရောက်နေပြီ။ Unit 22 is being done ပြုလုပ်ခြင်းခံနေရလျက်ရှိတယ်။ has been done ပြုလုပ်ခြင်းခံရပြီးသွားပြီတဲ့ဒီလိုပုံစံနှမျိုးကို passive ပုံစံပေါ့ခံရတဲ့ကောင်လေးကိုရှေ့မှာတက်ပြီးတော့သုံးတဲ့ပုံစံလေးကိုလေ့လာကြည့်မယ်။ Okay ဒါဆိုရင်အရင်ဆုံးပုံလေးကိုသွားကြည့်ရှင်။ပုံလေးမှာဗာမြင်တော့တကားလေးကိုအစိမ်းရောင်ဆေးလေးတုပ်နေတယ်ဟုတ်တယ်ပလား။ဘသူဆေးတုပ်တယ်လဲသိလားမသိဘူး။တယောက်ကတကားကိုဆေးတုပ်နေတယ်ဟုတ်ပြီ။ဒါဆိုဆေးတုပ်လို့ပြီးပြီလားရှင်ပုံလေးကိုကြည့်ဆေးသုံးလို့မပြီးသေးဘူးတဝက်တစ်ပြက်ပဲရှိသေးတယ်ဒါဆိုရင်တယောက်ဟာတကားကိုဆေးသုံးနေပါတယ် somebody တယောက်ဟာ is painting ဆေးသုံးနေပါတယ် the door တကားကိုတယောက်ဟာတကားကိုဆေးသုံးနေတယ် somebody is painting the door ဒါမျိုးသုံးတယ်အောက်မှာကိုရီးယားဘသူကတုတ်တယ်တယောက်ကတုတ်တယ်ဆိုတာကိုအဓိကထားပြီးမပြောချင်ဘူးတကားကြီးဟာဆေးတုပ်ခြင်းကိုခံနေရလျက်ရှိပါတယ်ဆိုပြီးတော့ခံရတဲ့ကောင်ကိုမီးမောင်းထိုးပြီးတော့အဓိကထားပြောချင်တယ်ဆိုရင်တော့တကားဆိုတာကိုရှေ့မှာတင်မယ်အဲ့လိုမျိုးခံရတဲ့ကောင်ကိုရှေ့မှာတင်မယ်ဆိုရင်ကိုရီးရဲ့ sentence ပုံစံဟာတရားမှာဆိုရင် passive ပုံစံဖြစ်သွားတယ်ရှင့်ဟုတ်ပြီတကား the door ဆေးတုပ်ခြင်းခံနေရလျက်ရှိတယ်ဆိုရင်ကိုရီးဒီဘလို့ပုံစံသုံးရမှာလဲဆိုတော့တခုခုလောက်ခံရလျက်ရှိတယ်လောက်ခံရလို့ပြီးသွားပြီလားမပြီးသေးဘူးလောက်ခံရနေရစေဒါမျိုးဆိုရင်တဲ့ကဲ is are တဲ့ကတလုံးကိုရွေးပြီးရင် being လေးကိုအမြဲတမ်းတရသေးချရေးပြီးလို့ရှိရင် verb 3လေးကိုကတ်ဒီပုံစံလေးမှတ်ထားရမယ်ရှင်ခုလောက်ခံရလျက်ရှိတယ်တကားဟာစေးတုပ်ခြင်းကိုခံနေရစေဖြစ်တယ်ဆိုရင်တကား the door တကားဟာတစ်ချက်လားတစ်ချက်ထပ်ပိုလားတစ်ချက်သေးဆိုတော့ is are တဲ့ကဘယ်ဟာကိုရွေး is ကိုရွေး being လေးကိုချရေးပြီးတော့စေးတုပ်တယ်ဆိုတာရဲ့ verb 3လေးကိုကြက်ထားမှရမယ်စေးတုပ်ဒီက paint ဒါရဲ့ verb 3ဒီ painted door is being painted တကားဟာစေးတုပ်ခြင်းကိုခံနေရလျက်ရှိပါတယ်စေးတုပ်ခြင်းခံနေရစေဒါမျိုးကိုသုံးတာကဲကြည့်မယ်ရှင်နောက်တစ်ချောင်းကိုနော် my car ငါကားဟာ is ဖြစ်ပါတယ် at the garageဆိုတာဒီကားကိုယ်တော်ကိုလည်းပြောလို့ရတယ်လို့မျိုးကား workshop ပေါ့မြန်မာလိုဆိုတော့ workshop ပို့ထားမယ်ဟေ့ဒီ workshop ကိုလည်း garage လို့ခေါ်ပါတယ်ငါကားက workshop မှာပေါ့နော် it is being repaired ကားကပြင်ချင်းခံနေရတယ်ကားပြင်နေတယ်လို့မြန်မာလိုမှာတော့ပြောပေမဲ့အင်္ဂလိပ်လိုမှာကျတော့ကားကကိုယ်တိုင်ပြင်တာမဟုတ်ဘူး तू ကပြင်ခံရတာဒါဆိုရင်၎င်းသည်ပြင်ချင်းခံနေရလျက်ရှိပါတယ်ပြင်လို့ပြီးပြီလားဆိုတော့မပြီးသေးဘူးပြင်ခံရနေရစေ၎င်း it ပြီးတော့ကြတော့လောက်ခံနေရစေဆို ms စာတဲ့တလုံးရွေးစမ်းတစ်ခုတည်းဆိုတော့ is ဟုတ်ပြီ being လေးကိုတရသေးချရေးလိုက်ပြီ is being ပြင်ဆင်သည် repair ရဲ့ verb 3ကိုရေး repaired it is being repaired ပြင်ဆင်ခြင်းခံနေရလျက်ရှိပါတယ်ငါကားကားဝက်ရှော့မှာလေအဲ့ဒါကပြင်ခံနေရစေပဲပြင်ခံရတာပြီးပြီလားမပြီးသေးဘူးသူကိုယ်တိုင်လောက်တာလားမဟုတ်ဘူးလောက်ခံနေရတာပြင်ခံနေရစေ my car is at the garage it is being repaired ဒါမျိုးသုံးတယ်နောက်တစ်ခုထပ်ရေးကြည့်မယ်တိဆောက်ကြည့်မယ်တချို့အိမ်အစ်စ်ကလေးတွေပေါ့အိမ်အစ်စ်အနှဲငယ်ကပေါ့ပန်းချံရဲ့မျက်နှာချင်းဆိုင်မှာစောက်ချင်းကိုခံနေရတယ်ပန်းချံမျက်နှာချင်းဆိုင်မှာအိမ်အစ်စ်တွေစောက်နေတယ်လေမြန်မာလူဆိုရင်တော့ကိုကစောက်နေတယ်လို့သုံးလို့ရတယ်အဲ့ဒီလိုမှကျတော့အိမ်ကကိုတိုင်းကြီးကိုစောက်လို့မှမရှိတာเนาะအိမ်ဟာစောက်ခံရတာစောက်ပြီးပြီလားဆိုမပြီးသေးဘူးစောက်ခံနေရစေအနေထားကိုပြောတယ်လုတ်ခံနေရစေအနေထားကိုပြောရင်ကျမတို့ဘယ်ပုံစံသုံးမလဲအမစ်စာတွေကတလုံးရွေးဘီရင်လေးကိုချရေးဗတ်3လေးကိုခတ်ဟုတ်ပြီဒါဆိုရင်ဘသူတွေကလုတ်ခံနေရတာလဲအိမ်အစ်စ်ကလေးတချို့some new houses အိမ်အစ်စ်တချို့ဟာဘာလို့နေခံနေရလဲစောက်ချင်းခံနေရတယ်ဆိုအိမ်အများဆိုတော့အမစ်စာတွေကဘာရွေးအာရွေးဘီရင်လေးကိုချရေးစောက်လို့ဒီ build build ရဲ့ verb 3ကိုသိမှရမယ် build some new houses are being built ပန်းချံရဲ့မျက်နှာချင်းဆိုင်မှာဒါဆိုလို့ရှိရင် opposite the park ပန်းချံရဲ့မျက်နှာချင်းဆိုင်မှာဒါဘယ်သူစောက်တယ်လို့ကျမတို့မပြောဘူးအိမ်အစ်စ်တချို့ဟာပန်းချံမျက်နှာချင်းဆိုင်မှာစောက်ချင်းခံနေရလျက်ရှိပါတယ်လို့ပဲပြောတာဟုတ်ပြီ
ဒါဆိုလို့ရှိရင်ကျွန်တော်နှိုင်းရှင်ကြည့်မယ်ပေါ့နော်အရှိ unit တုန်းကကျွန်တော်တို့လေ့လာထားတယ်သင်ခန်းစာ21တုန်းကလေ့လာထားတယ်လုတ်ခံရလေရှိတာနဲ့အခုလုတ်ခံရနေစဲဆိုတာနဲ့မတူဘူးဥပမာဆိုဒီမှာကြည့်အခန်းဟာပေါ့နော်ရုံးခန်းကိုလောလောဆယ်မှာတန့်ရှင်းခြင်းခံနေရတယ်ရုံးခန်းကအခုတန့်ရှင်းခြင်းခံရလို့ပြီးပြီလားဆိုမပြီးသေးဘူးတန့်ရှင်းခြင်းခံနေရစဲမတန့်သေးဘူးဒါမျိုးတွေလုတ်ခံနေရစဲဆိုရင်အမစ်စာတွေကတလုံးရွေး BN လေးကိုချရေးbattery လေးကိုကတ် The office ရုံးခန်းဟာ is being cleaned တန့်ရှင်းခြင်းခံနေရစဲ at the moment လောလောဆယ်အခိုက်အတန့်မှာလောလောဆယ်ရုံးခန်းကိုတန့်ရှင်းခြင်းခံနေရပါတယ်ပေါ့ရုံးခန်းဟာတန့်ရှင်းခြင်းခံနေရတယ်တန့်ရှင်းပြီးပြီလားဆိုမပြီးသေးဘူးလုတ်ခံနေရစဲဒါဆိုရင် amisa plus being plus battery ဆိုမဟုတ်ရုံးခန်းဟာနေ့တိုင်းတန့်ရှင်းခြင်းခံရလေရှိပါတယ်လုတ်ခံရလေရှိတယ်လို့ပြောတယ်ဆိုရင်တော့ being မလို့ရှင် amisa တွေကတလုံးရွေး battery လေးကိုကတ်ဒါအရှိရသင်ခန်းစာမှာသင်ပြီးသားမမီတဲ့သူတွေရှေ့ပြန်သွားနော်The office is cleaned every day နေ့တိုင်းရုံးခန်းဟာတန့်ရှင်းခံရလေရှိပါတယ်ပေါ့ကိုရီးယား context လို့ခေါ်တဲ့ဒါတွေကိုထားတဲ့အခင်းအကျင်းသုံးတဲ့အခင်းအကျင်းပေါ်မှာမူတည်ပြီးတော့ဘယ်ဟာသုံးမလဲလို့ရွေးတာရှင့်နောက်တစ်ခုကြည့်မယ်နော်ဒီစနေတနင်္ဂနွေတွေမှာပေါ့နော်ဘောလုံးပွဲတွေဟာကစားခံရလေးရှိပါတယ်ဘောလုံးပွဲတွေကစားခံရလေးရှိတယ်ဘောလုံးပွဲများ football matches ကစားခံရလေးရှိတယ်အမစ်စာတွေကတလုံးရွေး battery လေးကိုကတ်are often played at the weekend စနေတနင်္ဂနွေမှာဘောလုံးပွဲတွေကစားခံရလေးရှိပါတယ် but ဒါပေမဲ့ no matches ဘာကစားပွဲမှာ are being played ကစားခံရမှာမဟုတ်ဘူး next weekend လာမယ့်စနေတနင်္ဂနွေမှာတော့ကစားခံရမှာမဟုတ်ဘူးဟုတ်ပြီအဲ့ဆိုနောက်တစ်ခုဆက်သွားကြည့်မယ်ဒီမှာကျမတို့ဗာသိသွားလဲဆိုပထမဘိုင်းမှာကျတော့တစ်ခုခုလောက်ခံရနေလေလောက်ခံရနေပါတယ်ဆိုရင်သုံးတယ်ပေါ့အခုလောက်ခံရလို့ပြီးပြီလားဆိုမပြီးသေးတဲ့အနေထားတွေ amisa plus being plus battery ကိုသုံးတယ်ဟုတ်ပြီနောက်တစ်ခုသွားကြည့်မယ်ရှင်ကျမတို့အရှိမ has plus battery ကဲဒီမှာကြည့် before တဲ့မတိုင်ခင်မှာတကားလေးဟာအဖြူရောင် now အခုတော့တကားလေးကဘာဖြစ်နေပြီလဲစိမ်းရောင်လေးဖြစ်သွားပြီစေးတုပ်ပြီးသွားပြီပေါ့နော်ဟဲ့ငါတော့စေးတုပ်ပြီးသွားပြီတယောက်ကတော့စေးတုပ်ပြီးသွားပြီစေးတုပ်လိုက်တဲ့ရလက်ဟာအခုခံစားနေရတယ်ဒီမှာကြည့် wet pain နဲ့စေးရစိုးနေတယ်ပေါ့မထိနဲ့လို့ပြောတာဒါဆိုရင်စေးတုပ်ပြီးသွားပြီလို့ပြောတဲ့အခါမှာကျမတို့အရှိမလေ့လာဘူး has plus battery ကိုသုံးတယ်တယောက်ကတော့တကားကိုစေးတုပ်ပြီးသွားပြီ somebody has painted the door ကိုရီးယားတယောက်ကစေးတုပ်တယ်လို့မသုံးမဲနဲ့တကားဟာတော့စေးတုပ်ခြင်းကိုခံရပြီးသွားပြီလို့သုံးမယ်ဆိုရင်ဘယ်လိုပုံစံသုံးမလဲဆိုတော့ဒီပုံစံလေးကိုမှတ်ထားရှင်တခုခုကတော့လုတ်ခံလိုက်ရပြီဆိုရင် has up ထဲကတလုံးကိုရွေးပြီးတော့ bean လေးကိုပုံသေးချရေး battery လေးကိုကတ်တခုခုတော့လုတ်ခံရပြီးသွားပြီ has up ထဲကတလုံးရွေး bean လေးကိုချရေး battery လေးကိုကတ်တကားဟာစေးတုပ်ခြင်းခံရပြီးသွားပြီတကား the door has တကားဟာတစ်ချက်တည်းဆိုတော့ has ကလေးကိုရွေး bean ကိုပုံသေးချရေး paint စေးတုပ်တည်းရဲ့ battery ကိုရေး the door has been painted တကားဟာစေးတုပ်ခြင်းကိုခံရပြီးသွားပြီဆိုတဲ့ပုံစံဒီမှာလောလောဆယ်မှာရလက်ခံစားနေရတဲ့ဟာမျိုးတွေကိုသုံးပါတယ်လုံနေသေးလားဆိုတော့မဟုတ်ဘူးဖြစ်သွားပြီဖြစ်သွားတာကနေပြစ္ဆုတ်ပံမှာရလက်တစ်ခုခုခံစားနေရရင်သုံးတယ်နော်ဟုတ်ပြီငါတော့ခိုးခံလိုက်ရပြီပေါ့တော့ဟာသူ့ကိုယ်သူမခိုးဘူးတော့ဟာခိုးခြင်းကိုသာခံရမှာခိုးခံလိုက်ရပြီတော့ကတချောင်းနဲ့ဆိုတော့ my key has up တဲ့ has ကိုရွေး bean လေးကိုပုံသေးချရေးခိုးသည်ဆိုရယ် steal ရဲ့ battery stolen my key has been stolen ငါတော့ဟာခိုးခံလိုက်ရပြီငါတော့ဒီခိုးခံလိုက်ရပြီတော့များဆိုတော့ has up တဲ့ပါရွေး have ကိုရွေး my keys have been stolen ငါတော့တွေခိုးခံလိုက်ရပြီငါပါတီပွဲမသွားဘူးငါကမဖိတ်မခံထားရဘူးငါ့ကိုဖိတ်မထားဘူးငါဖိတ်ချင်းကိုမခံထားရဘူးဆိုရင် not ထဲပေါ့ညင်းရင်ပါထဲ not ထဲ I'm not going to the party ငါပါတီပွဲကိုမသွားဘူးဘာလို့ဆိုငါဖိတ်ချင်းကိုမခံထားရလို့ has a plus being plus but 3 have been invited ဒါပေမဲ့မဖိတ်ခံရတာဆို not ထဲ if not ကိုအတူချုပ်တော့စကားပြောမှာအတူချုပ်တွေအရင်ပြောတယ်ကျမတို့မြန်ကျင်တာကိုနော်မြန်ကျင်တော့じゃအတူချုပ်တွေအရင်ပြောတော့ haven't been invited ငါဟာဖိတ်ချင်းကိုမခံထားရဘူးဒါကြောင့် I'm not going to the party ငါပါတီပွဲကိုမသွားဘူးဒါမျိုးပြောတာဒီရှက်အင်ဂျီကိုရှော်ပြီးသွားပြီလားရှက်အင်ဂျီကကိုယ်တိုင်ရှော်မှာလားမရှော်ဘူးလေရှော်ခံရပြီးသွားပြီလားဆိုတဲ့ပုံစံရှက်အင်ဂျီဟာတထဲတည်းဒါကြောင့် has ကလေးကိုရွေး has this shirt bean လေးကိုပုံသေးချရေး been washed has this shirt been washed
ဒီရှက်အင်ကြီးလျှော်ပြီးသွားပလားဒါမျိုးသုံးတာဖြစ်ပါတယ်လှုပ်ခြင်းကိုခံလိုက်ရပြီဆိုရင် has a plus been plus but 3လှုပ်ခြင်းကိုခံနေရစေ amidst are plus being plus but 3လှုပ်ခြင်းခံရလေရှိတယ် amidst are plus but 3ဟုတ်ပြီကြည့်မယ်နော်ဒီခန်းဟာပေါ့နော်မညစ်ပတ်တော့ဘူးအရင်တော့ညစ်ပတ်တယ်အခုမညစ်ပတ်တော့ဘူးဒါကြီးကိုတန့်ရှင်းပြီးသွားပြီတန့်ရှင်းခြင်းကိုခံရပြီးသွားပြီ the room isn't dirty အခန်းဟာမညစ်ပတ်ပါ anymore ထပ်ပြီးတော့ on လို့ပါတဲ့အတွက်ကြောင့်သူ့အဓိပ္ပာယ်ကဘာတက်ရောက်လဲဆိုတော့ဒီအခန်းဟာထပ်ပြီးတော့မညစ်ပတ်တော့ဘူးအစမှာညစ်ပတ်တယ်အခုမညစ်ပတ်တော့ဘူးအခန်းကထပ်ပြီးတော့မညစ်ပတ်တော့ဘူးလေ it has been cleaned တန့်ရှင်းခြင်းခံရပြီးသွားပြီပေါ့ has a plus been plus verb 3တခုခုကိုလှုပ်ခြင်းခံလိုက်ရပြီ has a plus been plus verb 3အဲ့လိုမျိုးသုံးတယ်မနေ့တုန်းကဒီအခန်းဟာတန့်ရှင်းခြင်းခံခဲ့ရတယ်ဆိုရင်တော့ကျမတို့ရှေ့မှာလေ့လာဘူးတယ် was where တွေကတလုံး၍ verb 3လေးကိုခတ် The room was cleaned yesterday အခန်းဟာမနေ့တုန်းကတန့်ရှင်းခြင်းကိုခံခဲ့ရတယ်ငါတော့ရှာမတွေ့တော့ဘူးငါထင်တာတော့ခိုးခံလိုက်ရပြီထင်တယ် I can't find my keys I think ငါထင်တာတော့ they've been stolen ခိုးခံလိုက်ရပြီထင်တယ်တခုခုလောက်ခံလိုက်ရပြီ has a plus been plus but 3ဒါပေမဲ့ဒီမှာကြည့်HAV have လေးကိုအပြည့်အစုံပြောလာမပြောဘူးစကားပြောမှာမတအားမြန်ချင်တာကျမတို့ပြောရတယ်ဆိုမြန်ပြောချင်တော့ကြာဆိုတိုလိုက်တာရှင် they နဲ့ have နဲ့ကိုပေါင်း they've လို့ဖြစ်သွားပါတယ်ဟုတ်ပြီမဟုတ်ပဲနဲ့အရင်အပတ်တော့ငါတော့တွေခိုးခံခဲ့ရတယ်ဆိုရင်တော့ my keys were stolen last week အရင်ဘက်ကငါတော့တွေခိုးခြင်းကိုခံလိုက်ရပါတယ်ပြန်ပြီးအနှစ်ချုပ်ပြမယ်ရှင်ကျမတို့အမြဲတမ်းလေကိုသုံးတဲ့အခင်းချင်းကိုအမြဲတမ်းပြန်စဉ်းစားရတယ်နော်ကိုဘာအခင်းချင်းနဲ့သုံးတာလဲဘယ်လိုအခြေအနေကိုပြောတာလဲကိုကူဟာလှုပ်ရှင်ခံရလေးရှိတယ်အပတ်တိုင်းဒီခန်းကိုတန့်ရှင်းခြင်းခံရလေးရှိတယ်ဆိုရင် MSR တွေကတလုံးကို၍ဗတ်3လေးကိုကတ်အခုလှုပ်ခြင်းခံနေရစေခံတာမပြီးသေးဘူးဒါဆိုရင် MSR တွေကတလုံး၍ဘီရင်လေးကိုပုံသေးချ၍ဗတ်3လေးကိုကတ်မနေ့ကလှုပ်ခံခဲ့ရတယ်အရင်ဘက်ကလှုပ်ခံခဲ့ရတယ်တခုခုပစ္စည်းတခုခုကလှုပ်ခြင်းကိုခံခဲ့ရတယ်အတိတ်မှာပြီးသွားတယ်လှုပ်ခြင်းခံခဲ့ရမှုဆိုရင် was ဝယ်တွေကတလုံး၍ဗတ်3လေးကိုကတ်ဟုတ်ကိုမဟုတ်ဘူးနှုတ်ခံလိုက်ရပြီးပေါ့နော်ဒီရဲ့ရလက်ကိုခံစားနေရတယ်တော့ရတော့ခိုးခံလိုက်ရပြီးခုတော့ဖွင့်စရာမရှိတော့ဒါမျိုးဆိုရင် has up တဲ့ကတလုံး၍ဘင်းလေးကိုကတ်ပြီးတော့ but 3လေးကိုခြာရေးဒါမျိုးသုံးမှာဖြစ်ပါ has up plus been plus but 3အခြေအနေတွေမတူဘူးเนาะသုံးတဲ့အခြေအနေမတူဘူးလောက်ခံရလေးရှိတဲ့ amisa plus but 3အခုလောက်ခံနေရစေ amisa plus being plus but 3လောက်ခံခဲ့ရတယ် was were plus but 3လောက်ခံလိုက်ရ b has up plus being plus but 3ဒါမျိုးသုံးရှင်ဒီနေ့မှာတော့ဒီခံလိုက်ရတဲ့ passive ပုံစံကိုလေ့လာနေတာဖြစ်ပါတယ်ဒါနှက်ပြန်ကြရင်ဆက်တွေ့မယ်ပေါ့နော်နှက်ပြန်ကျမအားလားဆိုတော့ okay ဟုတ်ပြီ thank you very much see you next time